ဘာဘေကစီရိုနယ်ဒိုလိုစွမ်းဆောင်နိုင်မဲ့သူလို့အာဘီလိုအားချီကျူဘောလုံးချသူများတို့ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ Real Madrid အသင်းရဲ့နီးပြအာဘီလိုအားကပြင်သစ်တိုက်စစ်မှုဘာဘေဟာအသင်းရဲ့ကစားသမားဟောင်းစီရိုနယ်ဒိုလိုစွမ်းဆောင်နိုင်မဲ့သူလို့ချီကျူပြောကြားခဲ့ပါတယ်။ဘာဘေဟာဗလင်စီယာအသင်းကို2-0 နဲ့အနိုင်ရတဲ့ပွဲမှာအသင်းအတွက်ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပြီးဒီယာတီပြိုင်ပွဲစုံမှာ38ဂိုးမြောက်ဖြစ်ခဲ့ပါတယ်။ဘာဘေဟာပြီးခဲ့တဲ့ရာသီတုန်းကရီယယ်အသင်းအတွက်ပြိုင်ပွဲစုံ59ပွဲကစားရမှာ44ဂိုးသွင်းယူနိုင်ခဲ့ပြီးဒီယာတီမှာတော့32ပွဲကစားပြီးမှပဲ38ဂိုးသွင်းယူနိုင်ခဲ့တာပါ။ဒါ့အပြင်နောက်ဆုံး6ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်လက်ရှိချိန်မှာကမ္ဘာအကောင်းဆုံးကစားသမားဖြစ်ကြောင်းလည်းအာဘီလိုအာကသုံးသပ်ခဲ့ပါတယ်။ခရစ္စတီယာနိုလိုကစားသမားမျိုးကိုမတွေ့ရနိုင်တော့ဘူးလို့ကျွန်တော်တို့တွေးခဲ့ကြပါတယ်။ဒါပေမဲ့ဘာဘေကလမ်းကြောင်းပေါ်မှာရှိနေပါတယ်။လက်ရှိချိန်မှာသူကကမ္ဘာအကောင်းဆုံးကစားသမားဆိုတာသိကြပါတယ်။ခရစ္စတီယာနိုလိုလုံးပြနိုင်သူရှိလာမယ်ဆိုရင်အဲ့ဒါကတော့ကီလီယန်အမ်ဘာပေပဲဖြစ်မှာပါလို့အာဘီလိုအာကပြောကြားခဲ့ပါတယ်။စီယိုနယ်ဒိုဟာရီယယ်အသင်းမှာဂိုးပေါင်း450သွင်းယူကအသင်းရဲ့သမိုင်းတက်လျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့စံချိန်တင်ထားပြီးဘာဘေကတော့လက်ရှိချိန်မှာ82ဂိုးသွင်းယူထားပါတယ်။